ဒီကိုရီအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ scale adding လုပ်တဲ့ဗီဒီယိုလေးကိုကျွန်တော်တင်ပေးတော့မှာဖြစ်ပါတယ်ခုဆိုရင်ဗျာကျွန်တော်မှာ scale adding ကတ်ကကျွန်တော်ကတ်40ရှိတယ်40ရှိတယ်ဗျာအဲ့40မှာကျွန်တော်ကဘာတွေလိုချင်လဲဆိုတော့ကျွန်တော် fighting spirit လိုချင်တယ်နောက်ပြီးတော့ one touch pass လိုချင်တယ် low lofted pass လိုချင်တယ် wasted pass လည်းလိုချင်တယ်long range shooting soul control heading လည်းကျွန်တော်လိုချင်တယ် area super retreat လည်းကျွန်တော်လိုချင်တယ်အဲ့လောက်ပါပဲကျွန်တော်က O-wing ကို double touch ရယ် one touch pass ရယ် cut behind တန်းရယ်ကျွန်တော်ထည့်ပြီးပြီကျွန်တော်ဘာထည့်ချင်လဲဆိုတော့ fighting spirit ထည့်ချင်တယ်နောက်ပြီးတော့ long range shooting ထည့်ချင်တယ်ဟုတ်ပြီနော်နောက်တစ်ကောင်ကကြတော့ကျွန်တော်ဒီမှာ Ricket ကိုကျွန်တော်ဗာထည့်ခြင်းလဲဆိုတော့က Ricket ကိုကျွန်တော်က Ricket ကထောင်းကမိုးတွေကိုခေါင်းတက်တိုက်တဲ့အတွက်ကြောင့်မလို့သူ့ကိုကျွန်တော်ကဟိုပါပေါ့ heading ထည့်ခြင်းတယ်ဗျာနောက်တော့ဒီမှာ sliding target တခုထည့်ပြီးပြီကျွန်တော် Ricket ကိုကျွန်တော် heading ထည့်ခြင်းတယ်နောက်ပြီးကြတော့outside color outside color လေးလည်းကျွန်တော်ထည့်ခြင်းတယ်နောက်ပြီးကြတော့ Condi ကိုကျွန်တော်က one touch pass ထည့်ခြင်းတယ်သူ့ရဲ့နောက်ကိုပါတယ် scale တွေဒါတွေကကျွန်တော်ထည့်ချင်တာက one touch pass ထည့်ချင်တယ် low lofted pass လေးကျွန်တော်ထည့်ချင်တယ်နောက်ပြီးတော့ through passing weighted pass passing ကျွန်တော်ကိုယ်ဒီကိုကျွန်တော် passing scale ပဲ၄ခုထည့်ချင်တယ်ပေါ့ဗျာဟုတ်ပြီနောက်ပြီးကျရင်ကျွန်တော် Jordi Ever ကိုကျွန်တော်ဗာထည့်ချင်သေးတယ်ဆိုတော့ Jordi Ever ကိုကျွန်တော်က weighted pass တစ်ခုထည့်ချင်တယ်ဗျာဒီကောင်မှာ passing scale တွေပါတော့ပါတယ်ဒါပေမဲ့တကယ်လို့ H crossing နဲ့မထွက်သွားဘူးကျွန်တော် cross လိုက်တဲ့အခါမှာဗျာ H crossing နဲ့ထွက်မသွားဘူးဆိုရင်ကျွန်တော် weighted pass နဲ့ထွက်သွားဖို့လိုတယ်အဲ့ဒါမှခေါင်းတိုင်းမဲ့ကောင်ရဲ့ခေါင်းမို့ခေါင်းဘယ်လိုမှဘောလုံးကပို့ပြီးတော့ထိရောက်ရှိမှာပေါ့ပေးပိုးတဲ့ဘောလုံးကထိရောက်ရှိမယ်ဟုတ်ပြီနောက်ထပ်ဘာတွေထည့်အောင်လဲဆိုတော့ဗျာဒီကောင်လဲကျွန်တော် scale နဲ့ထည့်ခြင်းတယ်နောက်ပြီးတော့နည်းနည်းပါဗျာဟိုထက်ဒီထက်ရှောက်လုပ်ခြင်းတယ်ဗျာဒါဆိုရင်အခုဗျာဒီကောင်ကိုကျွန်တော်တည်ပြီးတော့ရော့ဘန်းဆိုပြီးတော့ကျွန်တော် scale adding ကောက်လုပ်ပလိုက်ပါဖြစ်သွားမလဲဟုတ်တော့ကျွန်တော် scale adding တခုနစ်နာသွားဖို့ရာခိုင်နှုန်းက95ရာခိုင်နှုန်းလောက်မှရှိနေတယ်ဗျာဘာလို့လဲဆိုတော့ကျွန်တော်ပြောပြမယ်ဒီကောက်မှာကအခုဒီမှာဒီ scale ရှိရ heading long range color chip shot ဘာညာရှိရဗျာကျွန်တော်ကအဲ့လိုမျိုးမကြည့်ဘဲနဲ့ကောက်ပြီးဘန်းဆိုကောက်ထဲလိုက်သူ့မှာရှိပြီးသား scale တခုပြန်ရသွားပြီဆိုတော့ scale ကိုတုံးလိုက်တဲ့ scale တုံးကိန်းတခုကပုတ်သွားပြီဘောပေါ့လားပျောက်သွားပြီမရှိတော့အခု Owen ကောက်ထည့်လိုက်တယ်ဗျာကျွန်တော် heading ထွက်လာကျွန်တော် heading ကိုဘာမှလိုချင်တာဆိုတော့ကျွန်တော် Ricket မှာ heading လိုချင်တာဗျာဒါပေမဲ့ Owen မှာရှိပြီးသား heading ရလာတဲ့အတွက်ကြောင့် SK ကအရန်နှက်မျောဖို့ကောင်းသွားပြီဗျာအဲ့ဒါကြောင့်မလို့ကျွန်တော်တို့က scale adding လုပ်တဲ့အခါမှာကျွန်တော်တို့ one star cut တွေကိုဝယ်ပြီးတော့ scale adding လုပ်ပါတယ်နော်ကျွန်တော်နှစ်ခုသုံးခုလောက်ကျွန်တော်လုပ်ပြမယ်ကျွန်တော်တို့ဒီမှာ standard ရောက်ပါတော့ဒီမှာ standard player နော် standard player တွေကိုကျွန်တော်ဝင်လိုက်တယ်ကျွန်တော်တို့ scale adding လုပ်တဲ့အခါမှာကျွန်တော်တို့ one star cut တွေနဲ့လုပ်ပါတယ်ဘာဖြစ်လို့ one star cut တွေနဲ့လုပ်လဲဆိုတော့ one star ဒီ cut လေးတွေကပေါ့နော် 0GB နဲ့ဝယ်လို့ရတယ်ဒီ cut လေးတွေက scale adding တခုမှမပါပါဘူး GB လည်းမကုန်ဘူးအဲဒါကြောင့်မလို့ကျွန်တော်တို့အဲ့ဒီကောင်လေးတွေကိုဝယ်ပြီး scale adding လုပ်ပါတယ်အခုဆိုရင် sort ကိုနှိပ်လိုက်တယ်နှိပ်ပြီးတော့ကျွန်တော်တို့ price ပေါ့နော် price ကိုရွေးထားမယ်ဘာလို့ကျွန်တော်တို့က 0GB ကိုသွားကျင်တာဟုတ်အဲဒါကြောင့်မလို့ဒီမှာမြားလေးကိုအပေါ်အောက်ဘာညာပေါ့ကွာရှောက်လုပ်လိုက်မယ်တရားဝင်နော်မြားလေးကိုပေါ်ဘာညာရှောက်လုပ်လိုက်တယ်โอเคမပြောင်းသေးဘူးထပ်ပြီးတော့အပေါ်တင်လိုက်မယ်နှိပ်လိုက်တယ်โอเคဒါဆိုရင် 0GB နဲ့ကောင်တွေပေါ်လာပြီဗျဒီကောင်တွေက scale adding scale တစ်ခုမှမပါဘူးဗျဒီမှာတွေ့လား player scale မှာ not applicable scale တစ်ခုမှမပါတဲ့အတွက်ကြောင့်မလို့ဒီကောင်တွေကိုကျွန်တော်တို့ scale ထည့်ရောက်သမျှ scale တိုင်းရဗျာကျွန်တော်တို့တခြားကောင်စီကိုပြန်ပြီးတော့ပေါင်းထည့်လို့ရတယ်ဗျအားကြောင့်မလို့ကျွန်တော်တို့ဒီကောင်တွေဝယ်မယ်ကျွန်တော်အခုဆိုရင်ဒီကောင်10ကောင်လောက်ဝယ်လိုက်မယ်ဗျာ10ကောင်โอเคဒါဆိုရင်တော့ကျွန်တော်ဟို standard เนาะ 0GB နဲ့ကောင်နေကျွန်တော်10ကောင်ဝယ်ပြီးသွားပြီပဲဖြစ်တယ်ကောင်တွေကိုချက်ချိုးလိုက်မယ် order sign gain ချက်ချိုးလိုက်တယ်ဒီမှာ10ကောင်ကျွန်တော်ဝယ်ပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီကောင်တွေကို scale adding ထည့်မယ် scale adding ထည့်ရတာကလည်းတခုရှိတယ်ဗျာဒီကောင်လဲဘောက်ဖောက်တယ်လို့ပဲဗျာဘောက်တွေလိုက်တယ်လို့ပဲစောင်းဝမ်းရင်ကုန်းရတယ်ကိုလိုချင်တဲ့ scale လေးများရမလားသိရမလားဒါဆိုရင်ဒီကောင်ကိုကျွန်တော်တို့ scale adding လုပ်မယ်flip flat flip flat ဗျာ flip flat ရပြီ okay နောက်တစ်ခုကောက်တဲ့နောက်တစ်ကောင်ကိုကျွန်တော်တို့ထည့်မယ်ဆိုရင်what scissor fade နှစ်ခုလုံးဗျာနှစ်ခုလုံးကျွန်တော်ကလုံးဝမသုံးအဲ့ flip flat ကို
ဟို6 ဖိတ်ကိုကျွန်တော်လုံးဝမသုံးဘူးဗျာနောက်တစ်ကောင်ထပ်ထည့်မယ်အဲ့လိုဘောင်းမွင်တာတွေရရင်စောင်းအောင်လောင်းသရိုးတဲ့ဘောင်းမွင်တာတွေပဲရနေโอเคနောက်တစ်ကောင်ထပ်ထည့်မယ်ကျွန်တော်တို့မစိတ်တန်โอเคဒီကောင်လေးကတော့ကျွန်တော်သုံးလေးရှိတယ်ကျွန်တော်တခုဆိုရင် squad ထဲမှာဆိုရင်လည်း D-Brine ကိုအဲ့ဒါလေးကျွန်တော်ထည့်ထားပေးတယ်အဲဆိုရင်ကျွန်တော်မသုံးတဲ့ကောင်တွေကို scale ကိုဖြတ်ထုတ်မယ်ဗျာဖြတ်ပြီးတော့ကျွန်တော်ဟိုပါပေါ့လိုချင်တဲ့ scale ပြန်ထည့်ဖဲ့ကြည့်မယ်ဗျာရမလားလို့ပြန် scale delete လိုက်ပြီဗျာရော့ကောင်းတယ်ဟာစစ်စားတယ်အဲ့ဒါကြီးမလိုချင်ဘူးလို့အဲ့ဒါကြီးကျွန်တော်ဖြတ် override လုပ်မယ်ဗျာကြာလို့မဖြတ်တော့ဘူးနော် override လုပ်ပြီးတော့ကျွန်တော် scale အပေါ်မှာထပ်ပြီးတော့ပေါင်းထည့်တယ်ဗျာနောက် scale တစ်ခုရောက်လာရင်ဒီ scale ကပျောက်သွားလိမ့်မယ်တော့ရော့ gamesmanship မဆိုးဘူးဒီကောင်ကအနေနဲ့အသုံးဝင်ဒီ scale ရမှနည်းနည်းပါဗျာဘောင်ဝင်နေတယ်ဗျာ okay ဒါဆိုရင်နောက်တစ်ကောင်မှာဒီကောင်ဒါ scissor fade ညာမသိ okay ဒီကောင် override လုပ်မယ်ရော့ override sliding target okay ကျွန်တော် sliding target တခုတော့ရပြီဒီ scale ကအသုံးဝင်တဲ့ scale တခုပဲဖြစ်တယ်ပေါ့နော်ဒါဆိုရင်နောက်ထပ်ကျွန်တော်ဒီမှာ long throw ရှိတယ် long throw ပေါက်ထားတဲ့ကောင်ကိုကျွန်တော် override ထပ်လုပ်မယ် okay okay scodo move စောင့်တလွဲပါခင်ဗျာကျွန်တော်မကြိုက်ဘူး override ထပ်လုပ်တယ် double touch come on man double touch တခုရပြီလေ double touch ကိုစောင်းရမ်းလိုချင်တာအခုဆိုရင်ကျွန်တော်မာရီက6ခုရောက်သွားပြီ scale အတုံကင်ကျွန်တော်6ခုသုံးလိုက်ပြီအဲ့ဒါကိုကျွန်တော်လိုချင်တာဘယ်နှခုရပါဆိုကျွန်တော်2ခုရပါတယ်တကယ်လို့ဗျာကျွန်တော် O ဝင်ဗျာအခု O ဝင်ကိုကျွန်တော်တို့ဟိုက long range shooting ရယ် fighting spirit ရယ်ထည့်ချင်တာနော်အခုဒီမှာ O ဝင်ကိုကျွန်တော်scale editing နဲ့ရှောက်လို့ဒီမှာ double touch ကြီးရတယ် O ဝင်မှာကျွန်တော်ထည့်ပြီးသားဟုတ်တယ်ဒီမှာ O ဝင်မှာကျွန်တော် double touch ထည့်ပြီးသားအခုဒီမှာ double touch ထည့်ရပြီဆိုရင်အဲ့လိုမျိုးကိုအရန်လိုချင်တဲ့ sharper scale တစ်ခုကရှိပြီးသားကောင်မှာထပ်ပြီးတော့ထည့်မိရပြီတော့အရန်ကိုနစ်နာသွားမှာနော်သဘောပေါက်လားအဲကြောင့်မလို့ကျွန်တော်က one star ကောင်မှာထည့်တယ်ပြီးတော့မှကိုလိုချင်တဲ့ကောင်တွေပြန်ပြီးတော့ fusion လုပ်ပေးတယ်နော်ခုနလိုမျိုး sliding target ဆိုရင်လည်း owen လိုကောင်မျိုး sliding target ရတော့ဘာမှလုပ်မှာတော့ scale တုံငင်တစ်ခုနစ်နာတာပဲဖတ်တင်တော့ဟုတ်ပြီဒါဆိုရင် scale ကောင်ထပ်ထည့်အောင်မယ်sombrero rabona rabona လေးတော့ကျွန်တော်ကြိုက်တယ်kiffin တွေပါပြတဲ့ခါ rabona kiffin ဘာညာပေါ့ heading okay come on man ဒါဆိုရင်ကျွန်တော် rig up ကို heading ထည့်မယ်လို့ကျွန်တော်ပြောထားတယ်ဒါဆိုရင်ကျွန်တော် rig up ကို heading ထည့်လို့ရတော့ပြီဖြစ်တယ် okay ဒါဆိုရင်ကျွန်တော် rig up ကိုကျွန်တော် heading ထည့်မယ် okay player fusion ကိုနှိပ်မယ်နော် fader ထဲမှာ scale add heading okay heading လေးကျွန်တော်နှိပ်လိုက်ဆိုတော့ကျွန်တော် rig up ကိုဒါခုနထည့်ထားတဲ့ကောင် rig up ကိုကျွန်တော်တို့ဒီမှာထည့်လိုက်ပါပြီokay เนาะဒါဆိုရင်ကျွန်တော်တို့ rig up ကို heading scale ထည့်တာအောင်မြင်သွားပါပြီဆိုရင်တော့ညီကိုတို့အနေနဲ့ဒီ scale adding ကိုကောင်းကောင်းလုပ်တတ်သွားမယ်လို့တော့ညွှန်လင့်ပါတယ်နောက်ထပ်ပေါ့နော်နောက်ထပ်ပေါ့သိကျင်တာတွေရှိရင်မလုပ်တတ်သေးဘူးဟာနားမလည်ဘူးဆိုတဲ့တချို့အကြောင်းအရာလေးတွေရှိရင်ကျွန်တော်ကို comment မှာမှန်သွားပေးခဲ့ပါကျွန်တော်ဗီဒီယိုလေးလုပ်ပြီးတော့ပြန်တင်ပေးပါမယ်လို့ပြောရင်းနဲ့ပဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ